Enzo Fernandez နဲ့ပုဂ္ဂိုလ်ရေးရသဘောတူညီမှုရရှိသွားတဲ့ Real Madrid အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment Mind Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇွန်လ9ရက်နေ့နေ့လည်ခင်းမှာပဲဘောလုံးလောကကိုလှုပ်ခတ်သွားစေတဲ့အပြောင်းရွှေ့သတင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပါပြီစပိန်နာမည်ကြီးသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ Real Madrid အသင်းဟာအသက်25နှစ်အရွယ်အာဂျင်တီးနားကွင်းလယ်လူ Enzo Fernandez နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့သိရပါတယ် Enzo Fernandez ကိုယ်တိုင်ကလည်းဘာနေဖြူးမှာကစားဖို့အရန်ကိုစိတ်အားပြင်းပြနေပြီးလဆောင်ငွေကိစ္စတွေမှာလည်းအလှည့်အပြောင်းမရှိဘဲ9နှစ်စာချုပ်ချုပ်ဆိုဖို့အသင့်ဖြစ်နေပါပြီဒါပေမဲ့အဓိကပြဿနာကဘာလဲဆိုတော့ Real Madrid ကကစားသမားနဲ့သဘောတူညီမှုရခဲ့ပေမဲ့ Chelsea အသင်းနဲ့တော့ညှိနှိုင်းရအောင်ပါ Chelsea ဘက်ကသူတို့ရဲ့ကျယ်ပွင့်အတွက်ယူရို138သန်းအထိတောင်းဆိုထားပါတယ်ဒီနေရာမှာထူးခြားတာတစ်ခုက Real Madrid ဥက္ကဋ္ဌ Florentino Perez သာဒီတစ်ပတ်ရွေးကောက်ပွဲမှာထပ်မံအနိုင်ရရှိခဲ့ရင် Jose Mourinho က Madrid နီးပြအဖြစ်ဒုတိယကြိမ်ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး Mourinho ကိုယ်တိုင်ကလည်း Enzo Fernandez ကိုမဖြစ်မနေခေါ်ယူပေးဖို့အလိုရှိနေတာဖြစ်ပါတယ်ဒါဆိုရင်ပြောင်းရွှေ့ခြင်းယူရို138သန်းကိုချော့ချဖို့အတွက် Real Madrid ဘက်ကဘလို့ပြင်ဆင်နေလဲထင်းတော့ရဲ့အဆိုအရဆိုရင် Real Madrid က Player Plus Cash ပုံစံမျိုးနဲ့ကမ်းလှမ်းဖို့ရှိပါတယ်ငွေသားအပြင်ကစားသမားအလိုက်ပေးတဲ့ပုံစံမျိုးပါသူတို့အလိုက်ပေးမဲ့စရင်းထဲမှာတော့နာမည်ကြီးကွင်းလယ်လူတွေဖြစ်တဲ့ Chouamani ဒါမှမဟုတ် Camavinga တို့ပါဝင်နိုင်တယ်လို့ Chelsea ဘက်ကစိတ်ဝင်စားနေတဲ့ Madrid ရဲ့လူငယ်ကျယ်ပွင့်တွေဖြစ်တဲ့ Jacobo Ramos နဲ့ Chimens Andri တို့ကိုအသုံးပြုပြီး Chelsea ကိုဆွဲဆောင်ဖို့စ조사လာနိုင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးရရှိခဲ့တဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးအထူးတင်ပါတယ်ဗျ